สวัสดีค่ะทุกคนอารมณ์มีมาเนาะทีนี้ก็คำสารแม่กลแต่เช่นเดียวกันเนาะแต่ลีกูดูลีละจำเนาะเนาะแต่เทมาจะรอบารีบาเลยสุดเนาะนอนหนิงนอนหนูกันในสารไหมเนาะนอนหนูพี่ดอยนอนหนิงรอเรือรอหลิงรอจุฬายอหญิงที่สกัดเรานี่กูจุดแค่เรสโลชันเลยนั่งไงแต่เนี่ยเป็นทริปปียาแบบเนาะโอเคนั่งไงแต่ลีกูจุดวิสุทธิ์ถ้าเราไม่แต่ตรงนี้บลูเลชิเลสเนาะ mid tone rising tone mid tone တလို့ရှိရဲအဲ့တော့အဓိကထားမှာဒီ rising tone အတန်ထွက်မှာဟာလေးဘယ်လိုဖြီးတွေမှာ rising tone အတန်ထွက်မလဲဆိုရင်တော့ခေါ်ပြီးရင်ချောထောဖော်ပြီးရင်ဖော်နောက်စောကတော့တုံးလို့ရှိရเนาะပြီးတော့ရင်ဟောဒါမျိုးရှိရအဲ့တော့ဒီဟာတွေကိုဦးစားပေးပြီးသတိထားလိုက်မယ်ကျန်တဲ့ဟာတွေဆိုရင်တော့ middle tone ပဲထွက်လိုက်ရမယ်ဒီစကလုံးကြီးဆိုလို့ရှိရင် rising tone လေးနဲ့ထွက်မယ်ကျန်တဲ့ဟာတွေဆိုလို့ရှိရင်တော့ middle tone လေးပဲထွက်ရင်ရပြီပေါ့နော် okay အတူတူကြည့်ကြမယ်ဒီမှာဆိုရင်နော်အာနော်ဆိုရင်နန်းလို့တခါတည်းမထွက်လိုက်ဘူးဘာဖြစ်လို့လဲဆိုရင်သူ့မှာပေါင်းလာတဲ့တရဒီတန်ရှည်တရဖြစ်နေတဲ့အတွက်ကြောင့်မလို့သူ့ရဲ့တန်ရှည်တရအတိုင်းပဲနည်းနည်းလေးတော့ဆွဲလာအောင်ပဲပေါ့နော် middle tone လို့ဆိုပြီးအောင်တော့နန်းလို့တမ်းထွက်လိုက်ဘူးနော်အာနော်ဆိုရင်နော်အာနာကိုမှနှံ့ငယ်တက်ထားတော့နန်းအဲ့လိုလေးထွက်မှာနော်အတန်လေးနည်းနည်းလေးဆွဲပြီးတော့ထွက်ပြပါမယ်နော်အာနော်นานဆိုရင်ကြာဒီจะนานเมื่อไหร่ไม่ใช่จะนานกี่โมงဘယ်နှစ်နာရီလောက်ကြာမှာလဲအဲ့လိုပုံစံမျိုးเนาะနောက်ကငေါ်အာနော်ဆိုလဲအတူတူပဲငါလို့ဆိုလာပြီးမှနာငယ်တာမှာဖြစ်တဲ့ကြောင့်မလို့အတန်လေးတရအတန်လေးဆွဲပြီးမယ်เนาะงออานองานဆိုရင်အလုပ်คนทำงานอะไรเนี่ยဘာလို့လုပ်လဲအဲ့ဆိုရင်ฉันเป็นหมอฉันเป็นครูဟာလားဆရာဝန်ဆရာမဒါမှမဟုတ်လဲพยาบาลသူနာပြုနောက်တစ်ခုဘောဤနော်ဒီမှာတော့တန်တူတရပဲဖြစ်တဲ့အတွက်ကြောင့်မလို့ bin အဲ့လိုလေး try နေလဲရတယ်နော်ဘောဤနော်ဘင်းဆိုရင်တော့ပြန်တန်းဒီနော်အသက်လေးဆိုရင်လွယ်လေးပဲရှာလေးထောက်လိုက်ရုံပဲဘောဤကပြီလို့ဆိုလာခတ်ပြီနော်ဘောဤပြီကိုမနှံ့ငယ်တက်ဆိုတော့ရှာလေးထောက်လိုက်ဘောဤနော်ဘင်းပြန်တန်းဒီ now your no ဆိုလို့ရှိရင် your ဆိုတော့ လေးကတန်ရှည်သလားဆိုတော့အတန်လေးဆွဲလာမယ် your you အဲ့ဒါမနှံ့ငယ်ဆိုတော့ရှာလေးထောက်လိုက် your no ยืนဆိုရင်တော့ရက်တီမတ်တရက်တာပြောရနော်ဒီยืนကကြတော့လေ your no ยืนမတ်တရက်တီနောက်ကခေါ်နော်b လေးကကျွန်တော်တို့တတိထားရမယ် b လေးဖြစ်နေတယ်ခေါ်ဖြစ်နေအဲ့တော့ rising သုံးတန်လေးထွက်မယ်ခေါ်နော်ข็ง rising သုံးတန်လေးနဲ့နော်ခေါ်နော်ข็งဆိုရင်လက်မောင်းကိုပြောတာခေါ်နော်ข็งလက်မောင်းသူကဘယ်လိုနေရာမျိုးမှာတွေ့ရမလဲဆိုရင်စေကပ်ပြတဲ့အချိန်မှာပေါ့နော်လက်မောင်းနာရပါညာပေါ့ပြီးရင်အင်ဂျီတွေမှာလည်းသုံးရတတ်တယ်เสื้อแขนยาวเสื้อဆိုရင်အင်ဂျီแขนยาวဆိုရင်အင်ဂျီကိုမှလက်မောင်းရှိနေတဲ့အင်ဂျီအဲ့ဆိုရင်လဲပါလက်ရှိပေါ့နော်แขนยาวဆိုရင်လက်ရှိแขนสั้นဆိုရင်เนาะเสื้อแขนสั้นဆိုရင်เนาะလက်တို့ပေါ့နော်ဒါမျိုးသုံးရတာလေရှိပါတယ်နောက်ခုခေါ်သူလည်းတတိထားမယ် B လေးတဲ့ right စံသုံးထွက်ရမယ် B လေးထဲမှာပါနေတယ်ခေါ်နော်ขึ้นခေါ်နော်ขึ้นမိုက်ထိုขึ้นright စံသုံးအတန်ထွက်ရတယ်ဆိုပေမဲ့အပေါ်ကမိုက်ထိုမိုက်ထိုပါတယ်ဆိုရင်မိုက်ထိုရဲ့တုံးရိုးတိုင်းယူပြီးတော့ falling တုံးလေးနဲ့ထွက်ပေးရပါတယ်ခေါ်နော်ขึ้นမိုက်ထိုขึ้นတက်တီနော်ขึ้นဆိုရင်နော်တက်တီနောက်တော့ဆက်ကြည့်လိုက်ပါမယ်နော်အမနန်မိုက်ထိုน้ำต่ออาลอตานรอဖြစ်နေပေမဲ့လည်းနာငယ်တက်တဲ့အတန်လေးနဲ့ထွက်မယ်น้ำตาลဆိုရင်တော့တကြားဒါပေမဲ့အရှိရစီထည့်လိုက်မယ်ဆိုရင်စီน้ำตามဆိုရင်တော့အညိုရောင်ဖြစ်မယ်နော်ทอนออาธนาคออารอคันธนาคังรอเรือဆိုပေမဲ့လည်းနော်တက်တဲ့အတန်လေးနဲ့ပဲဆိုတယ်ธนาคารဆိုရင်တော့บานကိုပြောရပါတော့ဒေါ်နော်เดินဆိုရင်လမ်းလျှောက်သည်ฉันเดินทู่เฉาค่ะမနေ့တိုင်းလမ်းလျှောက်တယ်ဝေါ်အာနော်ဝန်ဒါလေးရလွယ်လွယ်လေးပဲဆိုတော့နည်းနည်းလေးပဲဖတ်လိုက်တော့ပါနော်ဝေါ်အာနော်ဝန်ဆိုရင်နေ့ရက်ချောအာနော်ฉันจะมาမောအာနော်มันဆိုရင်၎င်းဖောအာနော်ฝันသွားအောအာဟောအာရောဟန် right စံသုံးလေးနဲ့ဟောအာရောဟန်อาหารဆိုရင်အစားအစာခေါ်အာနော်ခံဆိုရင်ယာဒီပေါ့နော်အစီးဆိုတာကကားတစ်စီးနှစ်စီးเนาะ road 1คันรถ3คันรถ
စီခန်ဒါမျိုးပြောတဲ့အချိန်မျိုးမှာသုံးပါတယ်โอเคနောက်ဆက်ကြည့်ပါမယ်နောက်ကကျတော့เกินကောနော်เกินကပို့တယ်လို့လည်းရတယ်လို့လွန်သွားတယ်ထားပါတော့လွန်ခဲ့တယ်တို့ဘာလို့ပြောချင်လဲเนาะกินไปတို့ဘာလို့วันเกินไปชูလွန်သွားတယ်เนาะအဲ့လိုမျိုးအရာတွေနဲ့ဘာတွေနဲ့ဆိုလို့ရှိရင်ခုံเกินไปဒါမျိုးတွေလည်းတွဲသုံးလို့ရတယ်เนาะပို့တယ်ဆိုတဲ့အတိတ်ပဲလေးကเงินเดือนงอနော်เงินကပတ်စံเดือนကလပေါင်းလိုက်တော့လာစာงอနော်เงินดอနော်เดือนเงินเดือนလာစာနောက်ကอโอနော်โอนโอလို့ဆိုလိုက်ပြီးမှနိုင်ငယ်တက်လေးဆိုတော့ရှာထောက်လိုက်อโอနော်โอนงอနော်เงินโอนเงินငွေလွှဲတယ်နောက်ယောနော်ยืนယောနော်ยานยืนยันအတည်ပြုတယ်တောနော်ตึนมาเอตื้นมาเอตึนတောနော်ตึนมาเอตึนတောနော်ตึนไม่ถูกตื้นตื่นစိတ်လို့ရှာတယ်နောက်ထောနော်ทันဆိုရင်တော့အစာထိုးတယ်ထောနော်แทนအစာထိုးတယ်ဥမာနဲ့ဆိုရင်เขาผู้แทนทุกคนในทีมเขาผู้แทนทุกคนในทีมเขาผู้သူကပြောတယ်ဘယ်လိုပြောပြရလဲဆိုရင်แทนအစားထိုးအနေနဲ့ပြောပြတယ်ทุกคนလူအားလုံးရဲ့အစားထိုးအနေနဲ့ပြောပြတယ်အဲ့လူအားလုံးဘာမှရှိရတယ်ဆိုရင်နိုင်ထင်အုပ်စုတွေကလူအားလုံးကိုစားဒါအစားထိုးအနေနဲ့သူကပြောပြတယ်အစားထိုးဆိုတာလဲကိုစားပေါ့နော်ကျွန်တော်တို့ကလိုအပ်တဲ့အချိန်ကျမှအစားထိုးရတာအဲ့တော့ကိုစားအဲ့လိုမျိုးဘာသာပြန်ခြင်းလေးရတယ်နော်နောက်ကြောကျဲကောနော်ကန်ကျဲကန်ဆိုရင်တော့ပန်အိုးပြောတယ်ခေါ်နော်ခွန်းခေါ်နော်ဂျားထဲမှာဘာတရမှမရှိဘူးဆိုရင်စရအိုးလေးရှိတယ်ခေါ်အိုနော်ခွန်းဆိုရင်အမွေးအမြင်တွေပြောတာဥမာကြက်မွေးဆိုရင်ခွန်းไก่အဲ့ဒါမှမျက်ခုံးမွေးကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာရှိရင်မျက်ခုံးမွေးဆိုလို့ရှိရင်ခွန်းခီวမျက်တောင်မွေးဆိုလို့ရှိရင်ခွန်းตาဒါမျိုးပြောเนาะနောက်อวอนอวันไม่โทโอวันอวอนอวันไม่โทโอวันဆိုရင်ว่าต่อสนใจสนสนใจใจสนใจဆိုရင်စိတ်ဝင်စားသည်สนใจกีฬาหรือเปล่าอากาศစိတ်ဝင်စားလားสนใจกีฬาอะไรဘာอากาศစိတ်ဝင်စားလဲဒါမျိုးเนาะสวเนาะสุวรรณဆိုရင်ချန်สุวรรณဆိုရင်ချန်ဝင်နေပါချန်ပြောတာสอาสะพออาเนาะพันสะพันဆိုရင်เนาะตะดาสอาเนาะสันไม่ทูสั้นดูတော့สอัมซันขออารอคันสำคัญဆိုရင်အရေးကြီးတော့เขาเป็นคนที่สำคัญสำหรับฉันนะบอุรอบอุยอบุญขออุนอคุณบุญคุณใส่เจซูเชบอุนอบุญขออุนอคุณบุญคุณเจซูเชปอารอปันขออาหาปัญหาใส่พิจารณามีปัญหาอะไรค่ะตาพิจารณาชีรูเลยทออามทานบอุรอบุญทำบุญสิกามูผิวดีฉันทำบุญที่วัดงาพงจามาการมุกุโดลกเดบวันนี้เป็นวันเกิดของฉันก็เลยฉันทำบุญค่ะวันเกิดของฉันไงมุ้ยในพิดอฉันทำบุญงากุโดลกเดการมุกุโดลกเดปะเนาะโอเคแล้วทีนี้เราต่อเลยเลยจ้าตัวบีสไลด์กันเลยนะคุสระจะเล่าเนี่ยไปน่าเลยป่ะเนาะที่มีคนเลี้ยงงาคุโกเสียจีบไปป่ะเนาะทีนี้เราจะเล่าป่ะไปบ๊ายบายค่ะ